ဟုတ်ကဲ့မင်္ဂလာပါကျွန်တော်ညကဒီ free home ပဲဂျီယိုနာကိုရောက်ကလည်းကျွန်တော်ရဲ့မိတ်ဆွေတွေရကြမယ်ထင်ပါတယ်ဒီတိတ်ကမှာကျွန်တော် free home တစ်ခွက်ကောင်းလို့တော့ကျွန်တော်ဂျီယိုနာကိုရောက်ကိုရွေးချယ်ပေးခဲ့ပါတယ်ဒီကျွန်တော်ရဲ့ TikTok စိတ်ကြိုက်တစ်ခွက်ကောင်းကတော့ဒီမမ pro ကိုကျွန်တော်ရှာပြီးတော့ဖြစ်ပါတယ် TikTok စိတ်ကြိုက်တစ်ခွက်ကောင်းကညကဒီ PSG body ကျွန်တော်အပြည့်အောင်ကလေးညကကျွန်တော်နှစ်ပွဲရွေးချယ်ပြီးတော့နှစ်ပွဲ all win ခဲ့တဲ့အတွက်ကျွန်တော်ရဲ့မိတ်ဆွေတို့မျိုးရှိတယ်လို့ကျွန်တော်ထင်ပါတယ်ဒီညအတွက်ကျွန်တော်စိတ်ကြိုက်၃ပွဲကိုရွေးချယ်သုံးသပ်ပြီးတော့မိတ်ဆွေတွေနဲ့ကြိုက်တဲ့ပွဲကိုရယူနိုင်ပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်ဒီချန်ပီယံပရီးမီးလိဂ်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ဝူဘတ်နဲ့ဒီဟိုက်ဒင်းပွဲကိုကျွန်တော်ရွေးချယ်ပေးချင်ပါတယ်ဝူဘတ်ကဒီပွဲမှာဒီကြည့်ရပါတော့1+30ဒီကိုပေါင်းကြီးက3လုံးတကယ်ဆိုပြီးကြေးဖွင့်ထားပါတယ်ဒီကြေးကဗိုလ်ကြီးကတော့နည်းနည်းပြင်းတယ်လို့ကိုပေါင်းကြီးနဲ့ပြင်းတယ်လို့ကျွန်တော်တို့ယူဆပါတယ်လို့လဲဆိုတော့ဝူဘတ်နဲ့ဟိုက်ဒင်းနဲ့ပွဲကထိတဲ့တွေ့ဆုံကြမှာခုအပြီးသွားတဲ့နေရာမဟုတ်ဘဲနဲ့ဝူဘတ်ကအိမ်ကွင်းကနေပြီးတော့တစ်လုံး30စားစီဗိုလ်ကြီးပြင်းပြင်းဖွင့်ထားပြီးကိုပေါင်းကြီးကပြင်းထားပါတယ်ခြေစားရကြည့်မယ်ဆိုတော့ဝူဘတ်ကအိမ်ဒီဟာဒီနောက်ဆုံး10 set တိုက်ကိုဂိုးပေးထားရတယ်ကိုဘက်က PTDS ရှက်ပေါ့နော်အပြန်အလှန်ဂိုးတွေတွင်ထားတဲ့အနေထားပါကိုဘက်ကတိုက်ဆက်လည်းကောင်းတော့ခံဆက်ကလည်းဒီရန်ယူရင်းနေဆိုတာကျွန်တော်တို့အချက်လက်တွေကသိရပါတယ်ဟိုက်ဒန်ဟိတ်ကလည်းဒီဟာဒီအဝေးကွင်းနှစ်ပွဲကဂိုးမျိုးကျွန်တော်ပွဲဒီမှာပုံမှန်ဂိုးတွေရတဲ့ဖြစ်တဲ့ကြောင့်ကိုဘက်ရဲ့နောက်တန်းညံ့မှုနဲ့ဟိုက်ဒန်ဟိတ်ကလည်းအဝေးကွင်းဂိုးရတဲ့အခါကြောင့်ဒီဘက်က PTDS yes ကိုတော်တော်လေးကြိုက်ပါတယ်ဒီဘော်ဒီကြေးရတော့ဝုဘက်ကနိုင်မဲ့ကြေးဖွင့်လာတဲ့အတွက်ဝုဘက်နိုင်တော့မှဂိုးပေးရပြီးနေမှာဖြစ်တဲ့အတွက်ကြောင့်ဒီနေ့အနည်းဆုံး2 ဆိုရရကနေစကြည့်ရမယ်ပွဲလို့ကျွန်တော်ထင်နေဒါကြောင့်ဒီနေ့ပထမဆုံးအနေနဲ့ဝူဖတ်ပွဲဂိုးပေါ်ကိုကျွန်တော်ရေးရှယ်ပေးလိုက်ပါတယ်ဒုတိယမြောက်ပွဲအနေနဲ့ကတော့ Chelsea နဲ့ Brentford ပွဲကိုကျွန်တော်ရေးရှယ်ပေးလိုက်ပါမယ်ဒီပွဲမှာ Chelsea ကအစောပိုင်းကမင်းညာကတော့1+40ဒီ3လုံး30စားဆိုကြည့်အကျော်ပေးထားပါတယ်လက်ရှိဒီနေ့ကြေးမှာတော့ Chelsea က3လုံး90စားကိုပေါင်းကြီးက3လုံးပေးဆိုပြီးတော့ဘော်ဒီကြီးကျပြီးတော့ကိုပေါင်းကြီးကဒီတက်သွားတယ်အဲဒါဘာလို့ဆိုရလဲဆိုတော့အောက်တင် Brentford ကိုရမှာပေးထားတယ်ဆိုတဲ့ပုံစံဖြစ်နေပုံစံဘော်ဒီကြီးကကျလာပြီးကိုပေါင်းကြီးတက်သွားဆိုတော့ဂိုးပေါ်ကိုအရှင်ကြီးတော်ကောင်းသွားပြီပေါ့နော်ဒီဘော်လီကြီးကပြော့ကျသွားတာရှက်စီနဲ့မခက်ခဲသွားမဲ့အနေထားလာပုံမို့ဒါတော့ကျွန်တော်တစ်ချက်ကြည့်ရမယ်ရှက်စီကနီးပြတက်လက်ထက်မှာတော့ဒီအင်ကွင်းပထမဆုံးပညာလိအင်ကွင်းမှာအနိုင်ရအောင်မကျွန်တော်မိုင်းကုံရုံးလာမဲ့ထင်နေအာဆင်နယ်နဲ့ကလည်းလူတော်များကနာတို့လွှဲချော်နေတာမှဒီကစားဘက်ကတော်လေးကောင်းတဲ့အနေထားမှာတွေ့ရတယ်ဒီနေ့ကလူကပြန်ဆုံးဘလောက်ရှိရောနော်အထက်ကစားမလေးပြန်ပါလာမှာဖြစ်တဲ့အတွက်ရှက်စီရဲ့အင်ကွင်းတိုက်စစ်အားကလည်း2 ဂိုးတော့မျှော်လို့ရတယ်ဘရန်ဖို့ကလည်းရှက်စီကိုတော့ဂိုးမပေးနိုင်ကြတော့မရှိဘူးဘာလို့လဲရှက်စီနောက်တန်းကဒီတော်တော်လေးယူရင်းနေဆို Brentford ကနောက်ပိုင်းတိုက်စစ်ကအရင်ကောင်းနေပေါ့နော်ဒါကြောင့်ဒီဘက်ကပြန်ပြန်3 ဂိုးတွေတော်တော်လှပြီးတော့ PTS yes တကယ်လို့မိတ်ဆွေနဲ့အကောင်းဆုံးပါဒါပေမဲ့ကျွန်တော်ရဲ့အနည်းဆုံး3 ဂိုးထွက်မဲ့ပွဲလို့ကျွန်တော်ချိန်နဲ့ Chelsea 9နဲ့2-1 3-1 2-2ဆိုရတဲ့ဖြစ်သွားနိုင်ပါတယ်ဒါကြောင့်ဒုတိယမြောက်အနေနဲ့ Chelsea ကိုကျွန်တော်ရွေးချယ်ပေးလိုက်ပါတယ်တတိယမြောက်ပွဲအနေနဲ့ကတော့ကျွန်တော်စပိန်လာလီဂါပွဲစဉ်တစ်ပွဲဖြစ်တဲ့ဒီမာယော့ကာနဲ့ပီပါအိုပွဲကိုကျွန်တော်ရွေးချယ်သုံးသပ်ပေးတော့ပါမယ်ဒီပွဲမှာပီပါအိုကအဝေးကွင်းကနေပြီးတော့ level 50ရှုံးနှလုံး30ရှုံးကြည့်အကျော်ပေးထားပါတယ်ပီပါအိုအနေနဲ့မာယော့ကာကိုဝီမန်50ရှုံးတော့နည်းနည်းလေးပြော့တရားအောင်ရှိပါတယ်ဘာလို့လဲဆိုတော့ပီပါအိုကအစင်လာလေးတာထားတော့ရက်ဒီမှုရတဲ့ထိတ်မှာအရန်ကွာနေတဲ့အနေထားမှာဝီမန်50ဆိုတာကတော့နည်းနည်းလေးပြော့တယ်မနော်ဒါကဘာကြောင့်ဒီလိုပြော့တယ်ဆိုတော့မာယော့ကာကအိမ်ကွင်းမှာရှုံးပွဲ2ပွဲလည်းရှိထားတယ်ပြီးတော့အိမ်ကွင်းခံစစ်ကလည်းအထိုက်တင်ကောင်းတယ်ဒီပီပါအိုကတော့အဝေးကွင်းမှာတိုက်စစ်ကအားနေတယ်အဝေးကွင်းမှာဒီတိုက်စစ်အားနေတဲ့ပီပါအိုနဲ့မာယော့ကာကွင်းမှာလည်းဒီအမှားရှောင်းကစားလာဖို့များပါတယ်ဒီနှစ်သိန်းကအပြန်အလှန်ကြောင်တဲ့တယောက်တစ်သိန်းနဲ့တစ်သိန်းမှာအမှားလေးတွေရှောင်းကစားရင်းနဲ့ပဲဒီပွဲကိုဖွင့်ရှင်ပြသွားဖို့များပါတယ်ဒါကြောင့်ဒီပွဲက2 ဂိုးနဲ့မကြုံနိုင်တဲ့ပွဲလို့ကျွန်တော်အနေနဲ့ယူဆတဲ့အတွက်ဒီမာယော့ကာနဲ့ပီပါအိုပွဲကိုဂိုးအောက်လေးကိုကျွန်တော်ရွေးချယ်သုံးသပ်ပေးထားပါတယ်ဒီညအတွက်ကျွန်တော်ရဲ့ရွေးချယ်မှု3 ပွဲကတော့ဝူဘတ်ဂိုးပေါ်ရဲ့ Chelsea ဂိုးပေါ်ရဲ့မာယော့ကာဂိုးအောက်ရဲ့3 ပွဲကိုရွေးချယ်ပေးထားပါတယ်ဒီထဲကမှမိတ်ဆွေတွေနဲ့ကြိုက်တဲ့ပွဲကိုတင်ဆော့နိုင်ပါတယ်VNB မောင်းနဲ့ကျွန်တော်ရဲ့တပွဲကောင်းအထူးဘုံပွဲကိုကျွန်တော် Telegram မှာညနေချင်းတင်ပေးမှာဖြစ်လို့မိတ်ဆွေတွေနဲ့ Telegram ကိုမ join ရသေးရင် join ထားပါကျွန်တော်ရဲ့ Telegram link ကိုဒီအောက်မှာကျွန်တော်ရှာထားပေးပါမယ်ခင်ဗျ